မောင်ချစ်ကိုကျွန်တော်ပါရဲ့နေလန်းခွေမှာမောင်ဖန်တီးတဲ့ချစ်ရဲ့ရှင်များကိုအခုမှအလွမ်းပေါ်နေသလိုမောင်ချစ်ဆုံးကမင်းတယောက်တည်းဒီချိန်မှာအသေးကတည်လိုက်တာစံသာလေးများတော့ဝါရဲ့စုကဖြစ်နိုင်တော့တဲ့ချိန်မှာဒီစံတဲ့ပန်းလေးများလဲလရွှင်မြေမောင်ဘဝပါပဲကျွန်တော်လေးများတို့ပေမဲ့နှောင်းခေတိတ်နေမင်းကိုမောင်လွမ်းနေမယ်ချစ်လို့နေမြေရုံွယ်ဘိုးစရဲ့နဲ့ပြုံးတာလဲအာယုံမအလွမ်းဆွေးနာတွေလဲကျန်နာခြင်းရဲ့နေရတာလေးများတဲ့မှာအခုမှမြင်လာတောင်ပြရန်ကမောင်ချစ်ကို